လူတွေရဲ့စိတ်ဓာတ်ဟာပူလောင်မှုတွေနဲ့အမြဲတမ်းရပ်တည်နေကြတယ်ကိုယ်ဘဝကိုပြန်လည်ပြီးတော့အကဲခတ်ကြည့်စိတ်မပူရဘူးဆိုတဲ့ပုဂ္ဂိုလ်တရားဟာနောင်ရေးကိုတွေးကြည့်ငါတရားအောင်မှတွေးကြည့်ပူသွားလိမ့်မယ်နော်ပစ္စည်းဥစ္စာတွေအကုန်ထားခဲ့ရလိမ့်မယ်လို့တွေးကြည့်ပူသွားလိမ့်မယ်ဒီကြားထဲမှာလည်းအလိုမကျတဲ့ကိစ္စတွေနဲ့တွေးလိုက်တာနဲ့ပူရမယ်တေးသေးချာချာမသိဘဲနဲ့နေရင်သာမျက်ကန်းတစ်စီမကြောက်ဖြစ်နေမှာတကယ်တော့စိတ်ပူစရာကြီးတွေကြီးပဲအကုန်အဲ့ဒီစိတ်ပူနေမှုတွေဟာဘသူကြောင့်ပူတာလဲဆိုရင်ကိလေသာတွေကြောင့်ပူတယ်ဒါကြောင့်မို့မြတ်စွာဘုရားသာသနာမှာဒီမဂ္ဂင်၈ပါးဆိုဒီမှာသီလသမာဓိပညာဒီ၃မျိုးသာဖြစ်တယ်ပေါ့သီလပရိဘာဝိတောသမာဓိမဟာဘလောမဟာနိတံသောသီလနဲ့ထုံမွမ်းထားတဲ့သမာဓိဟာအစွမ်းထက်တယ်သမာဓိပရိဘာဝိတပညာမဟာဗလာမဟာနိတံသာသမာဓိနဲ့လွှမ်းခြုံထားတဲ့ပညာဟာလည်းအစွမ်းထက်တယ်ပညာပရိဘာဝိတံစိတ်တံသမ္မာဒေဝဝိမု ဿတိအာတဝေဟိလို့ဆိုတဲ့အတိုင်းပညာနဲ့လွှမ်းခြုံထားတဲ့စိတ်ကမှခုနကပူပန်တောကတွေအလုံးကလွတ်မြောက်သွားပြီးတော့ကြံ့ခိုင်တဲ့စိတ်ဓာတ်ရနိုင်တယ်အဲ့ဒါလို့မှပညာနဲ့လွှမ်းခြုံပြီးတော့စိတ်ရဲ့အညစ်အကြေးတွေကိုတန်ရှင်းအောင်မလုပ်နိုင်သေးသမျှလူတွေရဲ့စိတ်ဓာတ်တွေဟာရင်းရိုင်နေဥမှန်သာဖြစ်တယ်